အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ဒီ channel ရဲ့ပထမဆုံးဗီဒီယိုပေါ့နော်ကျွန်တော်ဒီဗီဒီယိုထဲမှာတော့ဒီ channel နဲ့ပတ်သက်ပြီးတော့ရှေ့လျှောက်ပါတွေ sharing လုပ်သွားမလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြပြပေးသွားမှာပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ကတော့စံထွက်အောင်မှာကျွန်တော်လက်ရှိကတော့ Singapore company တစ်ခုမှာ remote worker အနေနဲ့အလုပ်လုပ်နေရပေါ့နော်ကျွန်တော်ဒီ channel ထဲမှာတော့ကျွန်တော် real world application တွေဘယ်လိုမျိုး build လုပ်လဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြပြပေးသွားမှာပေါ့နော်ကျွန်တော်တို့ဒီ production ready application တွေတိစောက်ကြမယ်ပြီးလို့ရှိရင် cloud ပေါ်မှာ deploy လုပ်ကြမယ်ပေါ့နော်အဲ့လိုမလုပ်ခင်မှာကျွန်တော်တို့အနေနဲ့တည်ရကြတယ်အရင်ဆုံးလေ့လာမယ်လေ့လာပြီးလို့ရှိရင်ကျွန်တော် small project လေးစောင့်မယ်ပြီးလို့ရှိရင် step by step သွားမယ်လို့ကျွန်တော်စဉ်းစားထားတယ်ပေါ့နော်roadmap အနေနဲ့ကတော့ကျွန်တော်ရဲ့နေ့စဉ်မှာအသုံးပြုနေတဲ့နည်းပညာတွေကိုကျွန်တော်အရင်ဆုံး share ဖို့စဉ်းစားထားတယ်ပေါ့နော်ကျွန်တော်ကတော့ backend အနေနဲ့တော့ကျွန်တော် Java သုံးတယ် front end အနေနဲ့တော့ကျွန်တော် Vue.js ကိုသုံးတာများတယ်ပေါ့နော်အဲ့တော့အဲ့ဒီ technology တွေကိုပဲကျွန်တော်အရင်ဆုံး share ဖို့စဉ်းစားထားတယ်ပေါ့နော်ပထမဆုံးအနေနဲ့ Spring Boot ပေါ့နော်ကျွန်တော်ဒီ Java basic တွေကိုတော့share ပေးသွားဖို့တော့မရှိသေးဘူးပေါ့နော်ကျွန်တော်ဒီ Spring Boot နဲ့ကျွန်တော်ဒီ real project တွေရေးတဲ့အချိန်ကြာလို့ရှိရင် Spring Boot ကိုသုံးမရေးတာများတယ်ပေါ့နော်အဲ့တော့ကျတော့ကျွန်တော် Spring Boot basic ကနေစပြီးတော့ကျွန်တော် bin တွေဒီ dependency injection တွေ IoT container တွေအစဒီ advanced level ဒီတိထိုက်တာတွေကိုကျွန်တော် share ပေးသွားဖို့စဉ်းစားထားတယ်ပေါ့နော်ဒီနောက်တစ်ခုကျတော့ AWS နဲ့ဒီ Microservice ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဘယ်တစ်ခုကိုအရင် share အောင်မလဲဆိုတော့ကျွန်တော်စဉ်းစားနေပြီပေါ့နော်ဒီကြည့်နေတဲ့လူတွေထဲမှာလည်းဘယ်ဟာကိုအရင် share စေချင်တယ်ပေါ့နော်ပြောချင်တယ်ပြောခဲ့လို့ရတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်နည်းနည်းတော့ AWS ပတ်ပို့ပြီးအားတာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ developer တွေနဲ့ cloud နဲ့နည်းနည်းပို့ပြီးထိတွေ့သိကျင်တယ်ပေါ့ထိတွေ့တင်တယ်လို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ developer မှာဗျာကျွန်တော်တို့ cloud ပေါ်မှာကျွန်တော်တို့ application ဘယ်လို deploy လုပ်မယ်ဘာညာသိဖို့လိုရလေဟုတ်တယ်မလားကျွန်တော်တို့ဒီ AWS မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ EC2 တို့ S3 တို့ Lambda တို့ဒီ SQS တို့ SNS တို့ဒီ NoSQL တွေဖြစ်ကြတဲ့ document DB တို့ DynamoDB တို့အဲ့လိုမျိုးတွေကိုကျွန်တော်တို့ Java application နဲ့ဘယ်လိုမျိုးချိတ်ဆက်မလဲကျွန်တော်တို့ Java application ကို EC2 ပေါ်မှာဘယ်လို deploy လုပ်မလဲဆိုတဲ့ဥစ္စာတွေကိုသိတင်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်ကတော့ AWS ကိုနည်းနည်းအားတာတယ် AWS ကိုရင် share မယ်လို့အားကြောင့်နည်းစဉ်းစားထားတယ်ပေါ့နော်နောက်တစ်ခုကတော့ Microservice ပေါ့နော်ကျွန်တော်တို့ဒီ monolithic နဲ့ Microservice ဘာကွာတာလဲmonolithic မှာဘာတွေမကောင်းလို့ကျွန်တော် Microservice ကိုရွှေ့သွားတာလဲပေါ့နော်ပြီးလို့ရှိရင် Microservice မှာဆိုတဲ့ API gateway ကပါလဲလို့ဒီ config server တွေ discovery ဘာဘယ်လိုကွာတာလဲပေါ့နော်အဲ့ဒါတွေကိုလည်းကျွန်တော်ရှင်းပြပေးဖို့ရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ front end ပေါ့နော် front end မှာတော့ကျွန်တော်ရှေ့ကပြောတဲ့အတိုင်းပဲကျွန်တော်ရဲ့အလုပ်မှာကျွန်တော်နေ့စဉ်အသုံးပြုတာက Vue.js ကိုအသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့Vue.js နဲ့ပဲကျွန်တော် modern ဒီ front application တွေဘယ်လိုလုပ်ဆောက်မလဲဒီ state management တွေ authentication တွေဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော် share ပေးသွားမှာပေါ့နော်နောက်တစ်ခုကတော့ Gen AI ပေါ့နော် generally AI ဘက်ကိုမသားခင်ကျွန်တော် cloud code ကိုအရင် share ပေးသွားဖို့စဉ်းစားထားရပေါ့နော်ကျွန်တော်တို့ဒီ cloud code ကိုကျွန်တော်တို့ local မှာဘယ်လို set up လုပ်မလဲကျွန်တော်တို့ဒီ MCP တွေ scale တွေ agent တွေကဘယ်လိုကွာတာလဲပေါ့နော်အဲ့ဒါတွေကိုလည်းအရင်အဲ့ဒါတွေကိုတော့ကျွန်တော်အရင် share ပေးသွားဖို့စိတ်ကူးထားရပေါ့နော်ပြီးလို့ရှိရင်တော့ဒီတော့ generally AI ဘက်ကိုသားရပေါ့နော်ဒီ functional calling တွေ do calling တွေrack တွေပေါ့နော်ဒီ Gen AI ဘက်ရောက်လို့ရှိရင်တော့ကျွန်တော်ဒီ Java ဆိုတာတဲ့ Python နဲ့သွားဖို့စဉ်းစားရပေါ့နော်ဘာလို့လဲဆိုတော့ Java နဲ့လုပ်လို့မရဘူးလားဆိုတော့ရတယ်ပေါ့နော်ဒါပေမဲ့ Python နဲ့ကကျတော့ ecosystem ကြီးတော့ပိုပြီးလောကကန်ရတာလွယ်တယ်လို့ကျွန်တော်ထင်လို့ပေါ့နော်အဲ့ဒါကိုတော့နောက်ဆုံးမှတောင်းမယ်လို့ကျွန်တော်စဉ်းစားရပေါ့နော်ကျွန်တော်လက်ရှိ share ပေးချင်တာကတော့ cloud ပဲပေါ့နော်ကျွန်တော်ရဲ့နေ့စဉ် live မှာအသုံးပြုနေတဲ့နည်းပညာတွေကိုကျွန်တော်အရင်ဆုံး share မယ်ပြီးတော့မှတခြား technology တွေတခြားနည်းပညာတွေဘက်ကိုသွားမယ်လို့ကျွန်တော်စိတ်ကူးထားရပေါ့နော်အဆုံးထိနှောင့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီ like and subscribe လုပ်ပြီးအားပေးနိုင်ပါတယ်ကျေးဇူးပါ